မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးမင်းဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကျုံအောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့တရားကတော့ထိခိုက်မှုသိမ့်မရှိပြီမဲ့ဒီပြည့်ရအောင်ကျတော့အင်မတန်မှဟိုမှာကားကြီးဟုတ်ကားကိုပဲဆက်သွားလို့မရတော့ ရတော့ဘူး ကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်လဲအဲ့ဒါကြီးကို ကားတစ်စီးမှာ လဲတော့သွားတာမဟုတ်ဘဲနဲ့အရှင်းမလို့လည်းကူးကြမှာလို့ စားပါလေအပေါ့လေဆိုခုနနဲ့လူကူအနေများလေမင်းတို့